အကျွေးရှင်နဲ့အချစ်သိဒီဇလန်လီကတော့လောင်ကစားသမားခင်မွန်တရားရဲ့လှည့်ဖျားမှုကြောင့်ဒုက္ခရောက်ရတဲ့ဇနီးတဲ့တယောက်အကြောင်းမှာတနေ့မှာတော့ခင်မွန်ဖြစ်သူကသူ့ရဲ့လောင်ကစားအကျွေးတွေကိုဆက်ဖို့အတွက်နောက်ထပ်လိမ်ညာမှုတစ်ခုကိုစတင်လိုက်ပါတော့ခင်မွန်ဖြစ်သူရဲ့လောင်ကစားဆွဲလန်းမှုကြောင့်အိမ်မှာငွေကြီးအကျပ်တဲတွေဖြစ်နေခဲ့ရတာပါဇနီးဖြစ်သူကတော့ခင်မွန်ရဲ့ပျက်စီးနေတဲ့အကျင့်စရိုက်တွေကိုကြည့်ပြီးစိတ်ပြတ်အားငယ်နေရရှာပါတယ်ကျမပတ်စံရှာထားသမျှရှင်ကလောင်ကစားနေပဲအကုန်ဖြုံးပစ်နေရပဲငွေရှာရတာဘလောက်ခက်ခဲလဲဆိုတာသိရလားမမိုးကြီးကိုကြောနာနေရအတော်ကြပြီကြွက်သားတွေတင်းနေသလားမသိဘူးအရန်နာနေရပဲအော်အဲ့လိုလားကျမတို့မှာစေးဖို့ကဘယ်ရမလဲအခုဒီလိုဖြစ်နေရကြပြီဆိုတော့တခြားယောဂတွေများဖြစ်နေမလားဒါဆိုဘယ်လိုလုပ်ရမလဲကွာမင်းကလည်းတနေ့ဘာမှလည်းမလုပ်မကိုင်လမ်းတလားလိုက်အိမ်ပြန်လာရင်လည်းကိုယ့်ပစံတွေခိုးယူသွားသည်အခုလိုမျိုးနာမကျန်းဖြစ်လာတော့ဘယ်ဟာပစံတွေကုရမလဲကုမေးကြည့်ပါဦးကိုကတော့အလုံးမလုံးလောင်ကစားပဲလုပ်နေရလေမင်းဟိုဘက်အိမ်ကတထေးဦးအိမ်တွေစီမှာတွားချိကြည့်ပါလားသူကချမ်းသာတော့ငွေရှိမှာပါကိုတက်တာသွားရင်ကိုပြန်ရှာပြီးဆက်လိုက်ပါမယ်ကိုထွန်းကတော့အလုပ်ကိုလက်ကြောတင်အောင်မလုပ်ပါတနေ့လောင်ကစားပဲလုပ်ရင်အချိန်ကုန်နေလိမ့်ရှိပါတယ်မိမကြီးမင်းငွေရဖို့တခုကြံဖန်ပါအောင်ငါဒီရတဲ့ဟာနဲ့စားဝင်နေအစဉ်ပြောင်းကြံဖန်လိုက်ပါမယ်ဟုတ်တော့ငွေချင်းငါရတာလွယ်တာမဟုတ်ဘူးဘယ်သူမှအလွယ်တကူချင်းငါချင်တာမဟုတ်ဘူးခဏပါကွာအစဉ်ပြားနဲ့တမ်းမိပြန်ဆက်ပါမယ်ရှင်ဘက်ကတိချရဲ့လားတိချမှပြောပါဟိုတတိရဲ့အကြောင်းလဲသိရတာနဲ့ငါပြောတာယုံကြည်စမ်းပါမြန်သွားလိုက်နော်ရှင်ရတော့လေဇနီးဖြစ်သူမမုံဟာခင်မွန်ဖြစ်သူစိတ်ပူနေရကြောင်းရှက်ရွတ်နေရကြကပဲတထေးကြီးဦးအိမ်ရီစီကိုပတ်စံချေဖို့တွားရောက်ခဲ့ပါတယ်မမိုးလျှောက်သွားတော့တထေးကြီးနဲ့တန်းတွေ့ပါတယ်ဇနီးဖြစ်သူကတထေးကြီးကိုတွေ့တဲ့အခါခင်မွန်ဖြစ်သူရဲ့အကြောင်းပြချက်ကိုပြောပြပြီးအကူကြီးတောင်းပါတော့တယ်ကျမခင်မွန်ကြောနာနေရရက်အတော်ကြာနေပါပြီသူတိတ်နာနေရလို့ပြောနေလို့စီကူပုံငွေအကူကြီးလိုအပ်လို့ပါဩမင်းတို့ခင်မွန်ကြောင့်မင်းမသိဘူးလားသူကလောင်ကစားပဲဆွဲလန်းနေရလေသူမင်းကိုလှည့်စားနေရမဟုတ်ဘူးလို့ဘသူအာမခံနိုင်မလဲကျမလည်းတကယ်လိုအပ်လို့ပါကျမခင်မွန်အတွက်တကယ်အရေးကြီးနေလို့ပါကျေးဇူးပြုပြီးကူညီပေးပါရှင်မင်းအဲ့လောက်တောင်ပြောနေမှာတော့လေကူညီပေးပါမယ်မင်းဘယ်လောက်လိုချင်တာလဲ9 သိန်းလောက်လိုချင်ပါရှင်ငါပေးပါမယ်ဒါပေမဲ့မင်းဘယ်တော့ပြန်ဆက်မှာလဲ3 လအချိန်ပြီးနိုင်မလားရှင်ကျမခင်မွန်နေကောင်းသွားရင်3 လအတွင်းမှာပြန်ဆက်ပါမယ်ရှင်အမခံပါတယ်ကောင်းပြီမင်းအဲ့လောက်ပြောနေမှာတော့ဒီတိုင်းပဲထားလိုက်ပါတော့မယ်ငွေတွေကိုရလာခဲ့ပေမဲ့မမိုးရဲ့စိတ်ထဲမှာတော့စိုးရိမ်ပူပန်မှုတွေအများကြီးရှိနေပါတယ်ဘဝမှာတစ်ခါမှဒီလောက်အကျွေးကြီးမတင်ခဲ့ဘူးလေသူမအတွက်တော့အရန်ကိုစိတ်ဖိစီးနေရပါတယ်ပြီးတော့ဒီအကျွေးကလည်းလောင်ကစားသမားခင်မွန်ဖြစ်သူအတွက်ဖြစ်နေပြန်ပါတယ်အိမ်ပြန်ရောက်တဲ့အခါခင်မွန်ဖြစ်သူကိုထွန်းကငွေရလာတဲ့အကြောင်းကြားတဲ့အခါမှာတော့ဝမ်းသာလွန်းလို့အော်ဟစ်နေပါတော့တယ်ခင်မွန်ဖြစ်သူရဲ့အပြုတ်မှုတွေကြောင့်ဇနီးဖြစ်သူမမိုးတယောက်စိတ်ပူပန်မှုတွေတိုးပွားလာပါတော့တယ်တထေးဦးအိမ်ရီစီကချေးယူလာတဲ့ငွေတွေကိုသူတို့မိသားစုတကယ်ရောပြန်ဆက်နိုင်ပါမလားဆိုတဲ့အတွေးနဲ့ညှိုးငင်နေခဲ့ရပါကျမတို့ချေးယူထားတဲ့ငွေတွေပြန်ဆက်နိုင်ပါမလားရှင်3 လဆိုတဲ့အချိန်ဟာခဏလေးရဲ့နောက်ပြီးအချိန်ရအောင်ပြန်ဆက်နိုင်ပါမလားအိုးဘာလို့ဒီလောက်စိတ်ပူနေရလဲမိမယာကျမရှင်ပြောတာတွေသိမယုံတော့ဘူးဒီတစ်ချိန်နောက်ဆုံးပဲနောက်တစ်ခါဆိုထပ်ပြီးတော့အချိန်ကမလောက်တော့တော်စမ်းပါအဲ့လောက်လဲစကားတွေအများကြီးမပြောစမ်းပါနဲ့နားကြီးတယ်ငါအိတ်တော့မယ်ကိုထွန်းကတော့မိမဖြစ်သူပြောတာကိုသိပ်ပြီးတော့အလေးမထားပါသူကတော့လောင်ကစားသမားစစ်ပါအရာရာပေါ့တန်ပဲသဘောထားလေးရှိပါတယ်မမိုးတယောက်ဒီငွေတွေကိုခင်မွန်ဖြစ်သူကတကယ်ပဲစီးကူးဖို့သုံးပါလားဒါမှမဟုတ်တခြားနေရာမှာပဲသုံးမလားဆိုပြီးတန်တရားတွေဝင်လာပါအောင်တယ်တထေးကြီးပြောခဲ့တဲ့စကားတွေကလည်းသူ့မနားထဲမှာပဲ့တင်ထက်နေပါတယ်တစ်ဖက်မှာတော့ကိုထွန်းတယောက်ငွေတွေရလာတဲ့အတွက်အရင်ကရှုံးထားတဲ့အကျွေးတွေပြန်ဆက်ဖို့အခွင့်အရေးကိုပြန်လည်ရယူဖို့စိတ်အားထက်သန်နေပါတော့တယ်နောက်တနေ့မနက်မှာပဲသူ့အိမ်ကနေအမြန်ဆုံးထွက်သွားပါတယ်ဒီနေ့ရောငါအလှည့်ပဲဟိတ်ကောင်လေးဒီနေ့ငါအကောင့်နဲ့ပဲအကောင်လုံးငါပဲရှင်းမယ်ကွာဒီနေ့ရောအသေးချပဲငါ့ကိုမရှုံးသေးရအောင်ကိုထွန်းကအိမ်ကနေမနက်စောစောထွက်သွားပြီးညမိုးချုပ်တဲ့အထိအိမ်ပြန်မလာပါဘူးအိမ်မှာတော့ဇနီးဖြစ်သူမမိုးကပဲလဲပင်ဆန့်ပြီးစောင့်မျှော်နေရရှာပါတယ်ဇနီးဖြစ်သူမမိုးဟာအိမ်မှာအလုပ်တွေလုပ်ရင်ခင်မုန်းဖြစ်သူကိုစိတ်ပူနေရရင်းနဲ့ပဲအချိန်တွေကုန်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးတော့ကိုထွန်းတယောက်မူယူပြီးအိမ်ပြန်ရောက်လာပါတော့တယ်ဟဲမိမ
မင်းငါစားဖို့တောက်ဖို့ပြင်ထားပြီလားငါဘိုက်အတော်စနေပြီညစာအတွက်ကျမဘာမှမပြင်ဆင်ရသေးဘူးပြီးတော့ကျမ်းမာရေးအတွက်သွားစစ်တာဆိုဘာလို့ဒီလောက်မုန်းနေရလဲဒီချိန်မှပဲအိမ်ပြန်ရောက်ရတော့တယ်လို့မိကုန်းတွေအများကြီးမထုံနဲ့ငါမေးတာကိုပဲဖြေထမင်းဟင်းရှိလားမရှိလားကျမကိုစိတ်လျှော့အောင်မလုပ်ပါနဲ့အကူကမနဲ့ကနေထွက်သွားတာညမိုးကျုံမှပြန်လာတယ်ကျမတို့ချေးထားတဲ့ငွေတွေအကုန်သွားပြီလားကုန်ပြီပေါ့အကုန်လုံးစေးဖို့နဲ့ပဲကုန်သွားတာစေးဖို့ဟုတ်လားကျမ်းမာရေးစစ်တာဘာလို့ဒီလောက်တောင်မုန်းနေရလဲရှင်ပြောတာကျမနားမလဲတော့ငါပြောတယ်လေငါပတ်စံတွေအကုန်သုံးလိုက်ပြီလို့နားကြီးတယ်မမေးနဲ့တော့ကိုထွန်းရဲ့စကားကြောင့်မတ်မိုးတယောက်တုံလို့ချောက်ချသွားပါတထေးစီကချေးထားတဲ့ငွေတွေခင်မုန်းဖြစ်သူကစေကူဖို့မဟုတ်ပဲလောင်းကစားနဲ့အရက်သေးတာအတွက်အကုန်ဖြုံးတီးလိုက်တာကိုသိလိုက်ရတဲ့အချိန်မှာသူမရင်ထဲမှာဒေါသနဲ့ဝမ်းနည်းမှုတွေအပြည့်ဖြစ်သွားပါတော့တယ်တကယ်တော့ကိုထွန်းမှာဘာယောဂမှမရှိပါဘူးသူကဇနီးဖြစ်သူလိန်ညာပြီးငွေချေခိုင်းခဲ့တာပါရန်လာတွေကုံဆုံးသွားပြီးအကျွေးဆက်ရမယ့်အချိန်ရောက်လာပြီမိတ်သူတို့မှာပတ်စံတပြားမှမရှိတော့ပါဘူးရက်ကန်သက်ချက်ကြော်လွန်လာတာအကျွေးဆက်ဖို့လုံးဝအရေးရမတွေ့ရတဲ့အတွက်တထေးကြီးဦးအိမ်ရီတယောက်စိတ်မရှိတော့ပါဘူးသူကိုယ်တိုင်ပဲအကျွေးကိုယ်တိုင်သွားတောင်းယူဖို့ဆုံးဖြတ်လိုက်ပါမဖြစ်ပါဘူးငါကိုယ်တိုင်သွားမှရမယ်တထေးကြီးအိမ်ထဲကိုရောက်သွားတဲ့အခါမမိုးတယောက်အလန့်တကြားထွက်လာခဲ့ပါမမိုးနင်တို့အကျွေးဆက်ရမယ့်ရက်ကြော်နေရတာတော်တော်ကြာပြီဘာလို့အခုထိငွေမပေးတည်ရလဲဦးအိမ်ရီရဲ့ကျမတို့မှာအခုလောလောဆယ်ငွေမရှိသေးလို့ပါနောက်ထပ်တစ်လလောက်အချိန်ထပ်ပေးလို့မရဘူးလားရှင်နောက်တစ်လဆိုရင်တော့အတူရောအရင်မှာအကုန်ဆက်ပါမယ်လို့ကတိပေးပါတယ်ပြီးတော့မင်းယောက်ျားရောဘယ်ရောက်သွားပြန်ပြီလောင်းကစားနဲ့လမ်းတလနေရလားအိမ်ထဲမှာများအိမ်နေသလားအော်သူ့အဖြစ်မှာပါကောင်းပြီငါအနေနဲ့နောက်ဆုံးအနေနဲ့အခွင့်အရေးတစ်ခါထပ်ပေးလိုက်မယ်နောက်တစ်လအတွင်းအကျွေးတွေအပြီးဆက်ရမယ်ကျေးဇူးအများကြီးတင်ပါတယ်ဦးအိမ်တွေဒီတစ်ခါတော့တေချာပေါက်ဆက်ပါမယ်ရှင်တထေးကြီးပြန်သွားတဲ့အခါကိုထွန်းတယောက်အိမ်ထဲကနေထွက်လာခဲ့ပါဦးအိမ်တွေကဘာတွေပြောသွားသေးလဲ။ "तू ကနောက်ဆုံးအနေနဲ့တစ်လပဲအချိန်ထပ်ပေးတော့မယ်တဲ့။နောက်လကျရင်အရင်ရောအတူရောအကုန်ဆက်ရမယ်တဲ့။တစ်လဆိုရင်အချိန်မရပေါ့။ငါဘလို့ဖြစ်ဖြစ်ငွေရအောင်ရှာလိုက်မယ်။အခုတော့ငါတငယ်ချင်းတွေစီခဏသွားအောင်မယ်။ကိုထွန်းရဲ့စကားလုံးတွေကယုံကြည်ရမယ့်ပုံမပပါဘူး။အကျွေးကိုစိုးရိမ်နေတဲ့မမိုးရဲ့အဖြစ်ကတော့ပိုပြီးတော့ဝမ်းနည်းစရာကောင်းနေပါတော့တယ်။အကျွေးဆက်ဖို့ကိစ္စအောင်ခေါင်းထဲမှာမထည့်ပဲတငယ်ချင်းတွေနဲ့လောင်းကစားပြန်သွားဖို့ပဲစိတ်ကူးနေတဲ့ကိုထွန်းရဲ့အပြစ်ကိုကြည့်ပြီးမမိုးတယောက်စိတ်ပြတ်အားငယ်နေရရှာပါခင်မုန်းဖြစ်သူထွက်သွားရင်နောက်မှာတော့မမိုးတယောက်တွေးတောနေမိပါဒီတိုင်းသာဆက်သွားနေတော့သူတို့မိသားစုလမ်းဘေးရောက်ဖို့ပဲရှိတော့မယ်တခုခုတော့ပြက်ပြက်တသားလောက်ကန်ရတော့မယ်လို့သူမဆုံးဖြတ်လိုက်ပါကိုထွန်းကတော့ညအတော်နှစ်မှအိမ်ကိုပြန်ရောက်လာပါငါတို့ထမင်းစားကြရအောင်ဒီချိန်မှာတယောက်နဲ့တယောက်စကားများနေလဲဘာမှအကျိုးမရှိပါကျမပြောစရာရှိတယ်အေးပြောစရာရှိရပြောတော့ကျမတို့ပေါင်းတင်လာကြပြီနော်ဒါပေမဲ့ကျမတို့ဘဝတော့စင်ရဲတွင်ရမလွတ်သေးဘူးကျမပြောမယ်အကူအိမ်ကနေထွက်သွားလိုက်တော့ဘာမင်းပါပြောလိုက်တယ်ငါအိမ်ကနေထွက်သွားခိုင်းလိုက်တာလားဟုတ်တယ်ကျမတို့အတူတူနေလာကြပြီဒါပေမဲ့ဘာမှတိုးတက်မလားမင်းပါဖြစ်လို့ဒီလိုတွေပြောရတာလေငါတို့လက်ထက်ကလေးကငါမင်းကိုချစ်ပါတယ်ငါကြောနာတယ်ဆိုလို့ငါငွေရှာဖို့အတွက်အကူအညီတောင်းတာလေငါအခုမှပဲငါအမောက်သိရော်တယ်ငါတကယ်မှားသွားပါပြီကျေးဇူးပြုပြီးခွင့်လို့ပေးပါနောက်ဆိုရင်ငါကိုပြင်ဆင်ပါမယ်ငါအခွင့်အရေးပေးပါဦးအခွင့်အရေးဟုတ်လားဒီထက်ပိုပြီးဘယ်လောက်တောင်အခွင့်အရေးပေးရအောင်မလဲကိုထမင်းစားပြီးပြီဆိုရင်အခုချက်ချင်းအိမ်ကနေထွက်သွားလိုက်တော့ကိုအဲ့လောင်ကစားတငယ်ချင်းတွေစီပဲသွားနေလိုက်ဒုက္ခရောက်လာမှာပဲကျမစီပြန်မလာနဲ့အခုလိုအဲ့လိုခြေထားအကျွေးတွေကိုလေကို့ဘာသာရှင်းလိုက်တော့အခုပဲအိမ်ကနေထွက်သွားမမိုးရဲ့ပြတ်သားတဲ့စကားတန်တွေကြောင့်ကိုထွန်းတယောက်ဘာမှပြန်မပြောနိုင်တော့ပဲအိမ်ကနေထွက်သွားပါတော့တယ်ကိုထွန်းထွက်သွားပြီးနောက်မှာတော့မမိုးတယောက်စိတ်ထဲမှာလေးနံနေပြီးမဲ့လေသူမရဲ့ဆုံးဖြတ်ချက်ကအမှန်ကန်တယ်လို့ခံယူလိုက်ပါရက်တွေထပ်မံကုံဆုံးသွားပြီးအကျွေးဆက်ရမယ့်နောက်ဆုံးရက်ကိုရောက်ရှိလာပါတော့တယ်အချိန်မရွေးတထေးကြီးဦးအင်တွေရောက်လာမှကိုစိုးရိမ်နေတော့မှာပဲဟေးအိမ်မှာဘာလို့ရှိလဲဒီနေ့ကငွေရမှာပါနော်ဦးအင်တွေရဲ့ကျမတို့မှတကယ်မရှိပါဘူးရှင်ဖြစ်ပြတဲ့များအားလုံးကိုပြောပြရရင်သူမပြောပြလိုက်တဲ့ခင်မုန်းဖြစ်သူရဲ့အပြုတ်မှုတွေနဲ့အကျွေးတင်ရတဲ့အကြောင်းရင်းတွေကြားသိရတဲ့အခါတထေးကြီးဦးအင်တွေတယောက်စိတ်မကောင်းဖြစ်ပြီးတနာသွားပါတော့တယ်ငါပြောတာပဲမင်းယောက်ျားလောင်းကစားနေပဲအချိန်ကုန်နေရဲ့တူအခုတော့ဒီလိုပဲဖြစ်ကုန်ပြီပေါ့
မင်းအခုလိုမျိုးသူ့ကိုစွန့်လွတ်လိုက်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲဒီလိုလူမျိုးနဲ့ဆိုရင်မင်းဘဝဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးငါမင်းကိုကူညီပေးပါမယ်ငါအိမ်မှာလာပြီးအလုပ်လုပ်ပါလားငါအလုပ်တစ်ခုရှာပေးပါမယ်တကယ်လားရှင်ကျမတကယ်ပဲကျေးဇူးတင်ပါတယ်ဒီကျေးဇူးကိုကျမဘယ်တော့မှမေ့မှာမဟုတ်ပါဘူးရပါတယ်ကဲဒါဆိုရင်ငါအိမ်ကိုလိုက်ခဲ့တော့တထေကြီးကမတ်မိုးကိုသူ့အိမ်ခေါ်ဆောင်သွားခဲ့ပါအိမ်ရောက်တဲ့အခါတထေကြီးကမတ်မိုးကိုအနားယူဖို့ပြောလိုက်ပါကဲခဏနားလာမင်းပြင်ပန်းနေမှာပါပြီးရင်ထမင်းစားရအောင်ကျေးဇူးတင်ပါတယ်ရှင်ဒါနဲ့တထေးရဲ့ဇနီးနဲ့ကလေးတွေရောဘယ်မှာလဲရှင်အတူတူစားရအောင်လေငါမှကလေးတွေမရှိဘူးငါမိန်းမလည်းမတာသိခင်ရမှာဆုံးသွားတာအော်ဝမ်းနေလိုက်တာရှင်မဖြစ်ပါဘူးကဲအခုမင်းကငါအိမ်မှာနေရတော့မှာဆိုတော့ဘာကြီးလုပ်ရမလဲဆိုတာပြောပြမယ်အိမ်မှုကိစ္စတွေချက်ပြုတ်တာတွေပဲလုပ်ပေးရမှာပါကြံတာတော့ဘာမှမဟုတ်ပါဘူးအခုဆိုတထေးကြီးဦးအင်ရီရဲ့အိမ်မှာမမိုးတယောက်စတင်အလုပ်လုပ်ကိုင်နေပါပြီသူမအိမ်မှုကိစ္စတွေကျွမ်းကျင်စွာလုပ်ကိုင်ပြီးနိုင်တဲ့အတွက်တထေးကြီးအတွက်တော့အများကြီးအဆင်ပြေသွားခဲ့ပါနောက်တနေ့မနက်စောစောမှာပဲမမိုးတယောက်တုံးစံအတိုင်းစောစောထပြီးထမင်းချက်ဟင်းချက်အိမ်ကိုတန်ရှင်းလုပ်ထားလိုက်ပါတထေးကြီးဦးအင်ရီအိမ်ဟာကနိုးလာတဲ့အခါအိမ်တစ်ခုလုံးတန်ရှင်းတက်ရက်နေရကိုတွေ့လိုက်ရလို့အံ့ဩသွားပါအောင်လေ။အော်မမို့ဘာလို့ဒီလောက်တောင်စောစောထနေရလဲ။အဲ့လောက်ပင်ပန်းခံစရာမလိုပါဘူး။မပင်ပန်းပါဘူးရှင်။မနက်ခင်းစောစောထပြီးလှုပ်လိုက်ရတော့အာယုံတွေလည်းပူရှင်နေလေကောင်းဒီတန်လည်းရတာပေါ့။ဟုတ်ပါပြီ။မင်းဒီလိုမျိုးအိမ်ကိုတန်ရှင်းတက်ရအောင်လှုပ်ထားပြီးတော့မြင်တော့ငါမိန်းမကွယ်တော်သွားတာတော့ပြန်သတိရမိ။ကျေးဇူးတင်ပါတယ်မမို့ငါအတွက်ဒီလောက်ထိစူးစမ်းပေးလို့ပါ။အချိန်တွေလနဲ့ရှည်ပြီးကုံဆုံးသွားခဲ့ပါမမိုးရဲ့လုံလောက်ရိယာရှိမှုစိတ်တဘောထားနှုံညံ့သိမ်မွေးမှုတွေကြောင့်ဦးအင်ရီတရမမိုးအပေါ်မှာအရင်ကထပ်ပို့ပြီးတော့တန်ရောစီတွင်လာပါတော့တယ်။ဒီနေ့မှာတော့ဦးအင်ရီတရရင်ထဲမှာရှိတဲ့စကားတွေကိုမမိုးဒီကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီနေ့မှာတော့တထေးကြီးဦးအင်ရီတရမမိုးကိုရှင်ဖွင့်ဖို့ဆုံးဖြတ်လိုက်ပါမမိုးမင်းကအိမ်မှာနေလာကြပြီနော်။မင်းရဲ့စိတ်တဘောထားမင်းရဲ့ယူသားမှုနဲ့ကြိုးစားမှုတွေငါအသိဆုံးပါ။မင်းကိုငါတကယ်ပဲတန်ဖိုးထားမိတယ်။ဒါရီကကျမတာဝန်နေပါရှင်။ကျမအကောင်းဆုံးပြောင်းဆက်လုပ်ပြီးသွားမှာပါ။ငါမိန်းမဆုံးသွားပြီးကြတဲ့ငါဘဝအထီးကျန်နေခဲ့တာ။ဘာလို့စိတ်မပါတော့။ဒါပေမဲ့မင်းရောက်လာတဲ့အချိန်ကစပြီးငါဘဝအတိတ်ပဲပြန်ရလာတယ်လို့ပဲ။မင်းအနားမှာရှိနေငါရှင်တွေခုံလာတယ်။အော်တထေးရဲ့မမို့ငါမင်းကိုချစ်တယ်။ငါတို့နှစ်ယောက်အတူတူပေါင်းသင်းပြီးဘဝကိုရှေ့ဆက်ကြရအောင်။ငါမင်းကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်။မင်းငါဇနီးဖြစ်ပေးနိုင်မလား။ဒီစကားတွေကြားလိုက်တဲ့အခါမမိုးတယောက်ဝမ်းသာလွန်းလို့ဘာပြောရမှန်းမသိအောင်ဖြစ်သွားပါ။အတိတ်ကဆိုးရွားခဲ့တဲ့အဖြစ်အပျက်တွေမေ့ဖြောက်ပြီးတထေးကြီးရဲ့မြတ်တာကိုသူမလက်ခံလိုက်ပါတော့တယ်။ကျမလည်းအခုချစ်ပါတယ်။ကျမတို့နှစ်ယောက်စလုံးတယောက်နဲ့တယောက်အပြန်လည်ပတ်ပိုးပေးပြီးပျော်ရွှင်စွာနေသွားရအောင်ရှင်။နောက်ပိုင်းမှာတော့မမိုးနဲ့ဦးအိမ်တွေတို့ဟာပျော်ရွှင်စွာအတူနေထိုင်သွားကြပါ။ဦးအိမ်တွေကသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုမမိုးကိုယုံကြည်စွာနဲ့အနံ့ထားလိုက်ပါ။တစ်ဖက်မှာတော့မမိုးရဲ့ခင်မွန်ဟောင်းကိုထွန်းရဲ့ဘဝကတော့ပြုံးမပြနိုင်အောင်ဆိုးရွားနေပါတော့တယ်။အလောက်ကိုင်းတစုံတရာမရှိလောင်ကစားနေပဲအချိန်ကုန်ခဲ့တဲ့သူဟာအခုတော့လမ်းဘေးမှာတောင်းရန်စားတောင်းရင်ဒုက္ခမျိုးစုံကြုံတွေ့နေရပါတယ်။တနေ့တောင်အစာအိမ်အပြည့်နဲ့ဖြတ်တန်းရဖို့တော့မနေရုန်းကန်နေရတဲ့သူ့ရဲ့အဖြစ်ကတော့ကိုပြိုးတဲ့ကံကိုထိုင်းဆိုတဲ့စကားအတိုင်းဖြစ်နေပါတော့တယ်။ဒါကတော့လောင်ကစားရဲ့ဒုက္ခနဲ့စိတ်သဘောထားမှန်ကန်သူတယောက်ရဲ့ဘဝအလှည့်ပြောင်းပဲဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကာတွန်းပုံများလေးတွေကိုကြိုက်တဲ့သက်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါ